အမှန်ရက်တွေမှာအသားဝယ်ဖို့တောင်ပတ်စံစုတက်တဲ့မင်းကမျက်ကန်းတိတ်တစ်ခုကိုတန်မိုးကြီးစူပါကားကြီးနဲ့ရောက်လာခဲ့တယ်။လူတိုင်းကမင်းကိုတာမန်ဘဝကိုခံစားနေတဲ့တထေးကြီးလို့ထင်နေချိန်မှာပဲမင်းကအဲ့ဒီလှပတဲ့အမျိုးသမီးတထေးကို6ယွမ်တန်ခောက်ဆွဲပေါ်ချောင်းကောင်းကိုပေးလိုက်တယ်။အင်တာနက်လုံးကမင်းကိုယူနေတယ်လို့ပြောနေကြတယ်။နာမည်ကြီးကျယ်ပွင့်တွေကတောင်မင်းကဟန်လုပ်ပြီးဂိမ်းကစားနေတယ်လို့ထင်နေကြတာ။ဒါပေမဲ့မင်းကတကယ်ကိုတာမန်ပို့ဆောင်ရေးကောင်းလေးဆိုတာသူတို့မသိကြဘူး။အဲ့ဒီအချိန်မှာပဲဖုန်းတစ်ဖက်ကနေမာနာကြီးပြီးစိတ်တူနေတဲ့အတန်ထွက်လာတယ်။လင်းချန်ကြားလာ10သိန်းရမယ်အလုပ်လုပ်မလားမလုပ်ဘူးလားပြော။ဒါကိုကြားတော့မင်းမျက်တောင်တွေခတ်လာပြီးအသက်ရှူမြန်လာတယ်10သိန်း။မင်းရဲ့ညီမလေးလေးရာကအထူးကြက်မှတ်ကုသဆောင်မှရှိနေတော့မဲ့နောက်ပတ်ခွဲစိတ်မှုအတွက်ပတ်စံ10သိန်းလိုနေတာဒီပတ်စံအတွက်မင်းလွန်ခဲ့တဲ့3လကလေးကညဘက်တွေမှာအမျက်ပို့ဆောင်ရေးအလုပ်တွေလုပ်နေခဲ့တာအခုတော့မင်းခန္ဓာကိုယ်ကမခံနိုင်တော့ဘူးလုပ်မယ်မင်းမစင်စားပဲပြက်ပြက်တတပြန်ဖြေလိုက်တယ်ပတ်စံမှန်ရဖို့ပဲလိုတယ်ပြီးရင်ခမည်းခိုင်းတာအကုန်လုပ်မယ်မင်းကကြမ်းချံမျိုးရဲ့ပို့ဆောင်ရေးလောကမှာတော်တော်နာမည်ကြီးပြီးလူတွေကမင်းကိုကောင်းပါတဲ့ကစားသမားလို့ခေါ်ကြတယ်မင်းအတွက်တော့ဘဝမှာစီးမြင့်တစ်ခုပဲရှိတယ်ပတ်စံပေးတဲ့သူကတထေးပဲအုံးထဲမှာချမ်းသာတဲ့အိမ်ကစိုးသွမ်းတဲ့ကောင်လေးဝန်တန်ကရေမောပြီးပြောတယ်ကောင်းပြီအ ਨੇ ဆုံးတော့မင်းကညံကောင်းတာပဲအလောက်ကတော်တော်လွယ်တယ်ငါကိုစားစတာရီလိုက်ဆိုတဲ့ကျဲ3ပွင့်စားတောက်ဆိုင်မှာတိတ်သွားလုပ်ပေးရမှာငါအိမ်ကအဖိုးကြီးကချင်းသိမလို့မိမတယောက်နဲ့အတင်းလက်ထပ်ခိုင်းနေတယ်အဲ့ဒီမိမအကြောင်းပြောလိုက်တာနဲ့ဝန်တန်ကဒေါသတကြီးသွားချိန်ပြီးပြောတယ်ကီလို100လောက်လေးပြီးမျက်နှာမှာအစီတွေကြီးပဲတဲ့သူ့ဒေါသကလည်းရမ်းမုံလိုပဲတဲ့သူကတကယ်ကိုလမ်းလျှောက်နေတဲ့တင်ကာကြီးပဲပြီးတော့ငါဝန်တန်ကဒီမျိုးရဲ့အကြီးဆုံးကစားသမားလေအဲ့ဒီဆုံးမနဲ့လက်ထက်ရမယ့်အစားငါပျောက်သွားတာကမှပိုကောင်းဦးမယ်ဒါကြောင့်မင်းရဲ့အစုပ်ပလုတ်ပို့ဆောင်ရေးဝတ်စုံကိုဝတ်ပြီးသူ့ကိုသွားရှက်ခွဲစေချင်တာအထားမင်းမာနာပိုကြီးလေအပြုတ်မှုပိုဆိုးလေပိုကောင်းလေပဲဒိတ်ပဲမရှိတာတွေလုံးမင်းသူ့ကိုဆဲချင်ဆဲဒါမှမဟုတ်သူ့မျက်နှာကိုဝိုင်းနီနဲ့ပတ်လိုက်ဒီအိမ်အောင်ရေးပြတ်သွားဖို့ပဲလိုတယ်ဒီအလုပ်ပြီးရင်မင်းကက်ထဲကိုပတ်စံတသိန်းတိုက်ရိုက်ဝင်လာလိမ့်မယ်ပြီးတော့စီယံငွေ2000ကိုလည်းငါအရင်ပို့ထားပြီးပြီနောက်တစ်စက္ကန့်မှာပဲဖုန်းကနေအတန်မြည်လာတဲ့အလီပေးတဲ့ကိုပတ်စံ2000ဝင်လာပါပြီဒါကိုမြင်တော့မင်းမျက်လုံးတွေအယောင်လက်သွားတယ်စိတ်မပူပါနဲ့တခင်လေးဝန်လူတွေကိုဒုက္ခပေးတာနဲ့အချင်းရုပ်တဲ့နေရာမှာတော့ကျွန်တော်ကဆရာကြီးပါပုံချပြီးမင်းရဲ့လျှက်စစ်စကူတာလေးပေါ်ထိုင်ကာနီးမှာပဲမင်းကောင်းထဲမှာအေးဆက်ဆက်တန်တစ်ခုပဲ့တင်ထက်လာတယ်လက်ခံသူကအရန်ထူးဆန်းတဲ့အော်ဒါတစ်ခုကိုလက်ခံလိုက်တာကိုတွေ့ရှိရပါတယ်။နတ်ဖျားအဆင့်စွမ်းအားမြင့်တင်ရေးစနစ်အခုတက်ဝင်လှုပ်ရှားနေပါပြီ။ Post ဟာအရန်ထူးဆန်းတဲ့အော်ဒါတစ်ခုကိုလက်ခံလိုက်တယ်လို့သိရပါတယ်။နတ်ဖျားအဆင့်စွမ်းအားမြင့်စနစ်အခုပွင့်သွားပါပြီ။ Mission အသေးစိတ်ကတော့ပလိုင်းရဲ့စီးပွားရေးချင်းစုံမှုကိုဖျက်ဆီးပစ်ဖို့နဲ့အရန်ရိုင်းဆိုင်ပြီးမောက်မာတဲ့ကောင်လေးတယောက်လိုဟန်ဆောင်ဖို့ပါ။ Mission အဆင့် host ကို Mission ပြီးမြောက်ဖို့ကူညီပေးမဲ့ဆုလက်အချို့ပေးထားပါတယ်။ပထမတစ်ခုကတော့နောက်2နာရီကြာအသုံးပြုနိုင်မဲ့ Cornet ဆက်စုပါကားတစ်စီးပါ။ဒုတိယအနေနဲ့ဘေးနားကလူတွေကိုဖိအားပေးနိုင်မဲ့နတ်ဖျားအဆင့် Boss အငွေသက်ပါ။တတိယအနေနဲ့အာမာနီကလက်လုံအနက်ရောင်ဝတ်စုံတစ်စုံပါဒါတွေအားလုံးကိုကြားပြီးမင်းရန်အံ့ဩသွားတယ်ဒီစနစ်ကဘာကိုဆိုလိုမှန်းမင်းကောင်းကောင်းသိတယ်နှစ်ပေါင်းများစွာပင်ပန်းဆင်းရဲမှုတွေကြောင့်မင်းရဲ့ကိုင်းနေတဲ့ကြောကအခုတော့လုံးဝဖြောင့်တန်းသွားပါပြီအဲ့ဒီမော်ဆန်နဲ့ boss အငွေတက်ပွင့်လာတာနဲ့မင်းရဲ့ကိုယ်ရည်ကိုသွေးတစ်ခုလုံးပြောင်းလဲသွားတယ်မင်းရဲ့ဂုံတိတ်ခါနဲ့အဆင့်တန်းကရုတ်တရက်အစများစွာတိုးလာတယ်လို့ခံစားရတယ်အရင်ကတာမန်ပုံစံရှိတဲ့မင်းကအခုတော့အစွမ်းထက်တဲ့သူတယောက်လိုတောက်ပါနေတယ်သူ့ရဲ့အပြစ်ကင်းပေမဲ့တည်ကြည်တဲ့မျက်နှာမှာအခုချိန်မှာတော့လူတန်းပေါင်းများစွာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးတဲ့ brain တပါးလိုအေးဆက်မှုနဲ့မောက်မာမှုတွေပေါ်လွင်နေတယ်အဲ့ဒီအချိန်မှာပဲရှေးဟောင်းသားရဲကြီးတကောင်ဟိန်းဟောက်လိုက်တယ်လို့အင်ဂျင်တန်ကြီးကမင်းရှိမှာပဲ့တင်ထက်သွားတယ်ခန္ဓာပြီးမော်ဆန်တဲ့အနက်ရောင်စူပါကားတစ်စီးမင်းရှိမှာရက်နေတယ်ဒါကတော့ဒီကဘာလုံးမှာ6စီးပဲရှိပြီးတန်မိုးတန်120လောက်ရှိတဲ့ကောနစ်ဆက်စူပါကားပါပဲလမ်းပေါ်ကလူတွေကအဲ့ဒီအတန်ကြောင့်တုံးလုသွားပြီးအားလုံးရဲ့မျက်လုံးတွေကအဲ့ဒီဘက်ကိုချက်ချင်းလှည့်သွားတဲ့လူအုပ်ကြီးတစ်ခုလုံးအံ့ဩမြင်တက်သွားတယ်တရားရည်ဒါတကယ်ပဲတစ်စေစူပါကားလားအစ်စ်လားအတူလားသူ့တန်မိုးနဲ့ဆိုတစ်မျိုးလုံးကမြင်းနေရတွေကိုတောင်ဝယ်လို့ရတယ်တက်သွားတဲ့ကောင်မလေးတွေကသူ့ကိုကြည့်ပြီးအယူမှုဖြစ်သွားကြတယ်သူ့ရဲ့အငွေ့တက်ကအရန်ကြောက်စရာကောင်းလို့ဘယ်သူမှသူ့ကိုမျက်လုံးချင်းမစုံရဲကြဘူးမင်းအသက်ပြင်းပြင်းရှူလိုက်တဲ့ကားတော့ကိုတင်းကျပ်စွာကင်ထားပြီးမင်းမျက်နှာပေါ်မှာအန်တရယ်များတဲ့အပြုံးတစ်ခုပေါ်လာတယ်မင်းစိတ်ထဲမှာပြောလိုက်တဲ့ဝမ်ရှောင်ငါရဲ့မောက်မာမှုကိုပြစေချင်တယ်ဆိုရင်အစ်စ်မှန်ဖြက်စီခြင်းဆိုတာဘာလဲဆိုတာကြည့်ထားလိုက်နှစ်ဆက်အကြာမှာတော့မင်းဟာမြို့ရဲ့အကောင်းဆုံးနဲ့ဈေးကြီးဆုံးစားတောက်ဆိုင်ရှိကိုရောက်လာခဲ့တဲ့ကားရဲ့ကြောက်စရာကောင်းတဲ့အင်ဂျင်တန်ကအဲ့ဒီမှာရပ်တန့်သွားတယ်ပြီးတော့ကကြေးလိုတကားတွေကအပေါ်ကိုဖြည်းဖြည်းချင်းပွင့်သွားတယ်မင်းကဈေးကြီးတဲ့အနက်ရောင်ဝတ်စုံနဲ့တောက်ပတဲ့ဖက်နှက်တွေနဲ့ကော်စောနီပေါ်ကိုဆင်းလာခဲ့တယ်ကားဝမှာရက်နေတဲ့တကားဆောင်တွေကလူတွေကိုသူတို့ရဲ့အဝတ်စားတွေနဲ့အကဲဖြတ်လေးရှိပေမဲ့အခုချိန်မှာတော့ကြောက်လန့်ပြီးအသက်အောင်ထားရတယ်သူတို့ကခေါင်းမော့ကြည့်ရတဲ့တတိမရှိဘူးသူတို့ရဲ့ခေါင်းတွေကိုရင်ဘတ်အထိနှီးပန်းငုံထားကြတယ်ဆရာကြိုးဆိုပါတယ်တကားဆောင်ရဲ့အတန်ကထင်းငေါ့နေပြီးနဖူးမှာချွေးပေါက်တွေထွက်နေတာထင်ရှားတယ်မင်းကသူတို့ကိုမော့တောင်မကြည့်ပဲစားတောက်ဆိုင်တကားစီတန်တန်မတ်မတ်လျှောက်သွားခဲ့တယ်ပြီးတော့ဝုန်းဆိုအဲ့ဒီတကားအကြီးကြီးကိုအားကုန်ကန်ဖွင့်ပစ်လိုက်တယ်ကျွန်တော်အထဲဝင်သွားတာနဲ့မှန်တကားကပြင်းပြင်းထန်ထန်တုန်ခါသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ boss order ကအပြေအဝတက်ဝင်လာပြီးစားတောက်ဆိုင်တွေကလေတွေရုတ်တရက်ပျောက်သွားတယ်လို့ခံစားလိုက်ရတယ်ဒီခက်နေတဲ့တရောတန်ကပဲ့တင်ထက်နေစေဖြစ်ပေမဲ့တခန်းလုံးတေမင်းတမန်လိုတိတ်ဆိတ်သွားတယ်စားတောက်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တထေးတွေအားလုံးခက်ရင်းနဲ့ဇုံတွေကိုချပြီးတကားစီကိုမော့ကြည့်လိုက်ကြတယ်ဘယ်မိသားစုကမင်းသားလဲဆိုပြီးအားလုံးအံ့ဩသွားကြတယ်မြို့တော်ကနာမည်ကြီးအရေးပါတဲ့လူတွေစီမှာပဲဒီလိုဩဇာမျိုးကိုသူတို့မြင်ဘူးတာပါကျွန်တော်မျက်လုံးတွေကဘသူ့ကိုမှစိုက်မကြည့်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ခေါင်းထဲမှာအတွေးတစ်ခုပဲရှိနေလို့ပါအဲ့ဒီကီလို200ရှိတဲ့တောချင်းတင်းမောက်ကိုရှာဖို့ပဲလေဒီချင်းတွေ့တာကိုလုံးဝဖျက်ဆီးပစ်ပြီးကျွန်တော်ရဲ့ UB တသိန်းကိုရယူဖို့ပါအဲ့ဒီအချိန်မှာပဲသတင်းပေါက်နာက VIP ဇပွဲနံပါတ်8စီကိုကျွန်တော်အကြည့်တွေရောက်သွားတယ်ကျွန်တော်အေးဆက်ဆက်ပြုံးလိုက်ပြီးအချိန်ဟုန်နဲ့အဲ့ဒီစီကိုရှောက်သွားခဲ့တယ်ဇပွဲနာရောက်တော့ကျွန်တော်ကကြားရတာမင်းကငါနဲ့လက်ထပ်ဖို့ပြောချင်နေတာဆိုမှန်ထဲမှာမင်းမျက်နှာကိုပြန်ကြည့်ဘူးရဲ့လားလို့ပြောလိုက်တယ်
ကျွန်တော်ထိုင်ကုန်ကိုဆွဲပြီးသူ့ကိုစူပူချင်းမောင်းတော့မလို့ပဲဒါပေမဲ့ကျွန်တော်ပါတနာရဲ့မျက်နှာကိုတေချာမြင်လိုက်ရတဲ့အခါပြောမဲ့စကားတွေလဲချောင်းထဲမှာတဆူသွားတယ်။သူမကကီလို2ရရှိတဲ့တောကျင်သိမ်းမဟုတ်ပဲဘသူမဆိုအသက်ရှူရက်သွားလောက်အောင်လှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတယ်။ဖြူရောင်ဝတ်စုံနဲ့သူမခန္ဓာကိုယ်ရဲ့ကောက်ကြောင်းတိုင်းကလုံးဝပြီးပြည့်စုံပြီးအပြည့်ဆိုစရာမရှိဘူး။သူမရဲ့ဖြူပွေးတဲ့အသားရည်ကမီးရောင်အောက်မှာကြောက်မြက်ရတနာလိုတောက်ပနေပြီးလေပင်ကနီလာဆွဲကြိုးကိုကြည့်လိုက်တာနဲ့ကုရီချီတံမှန်းသိတာတယ်။သူမရဲ့မျက်နှာအတွင်အပြင်ကတယောက်ယောက်ကတိတိကျကျထုစစ်ထားတယ်လို့မျိုးအရန်လှပါတယ်။သူမကလုံးဝတည်ငြိမ်နေပြီးတော်ဝင်ဆန်ကအရန်ကိုကြက်တရေရှိနေတယ်။သူမရဲ့ရှည်လျားပြီးအေးဆက်တဲ့မျက်လုံးတွေကဘသူ့ကိုမဆိုသူမနဲ့ဝေးဝေးမှနေချင်းစိတ်ပေါက်သွားစေတယ်။သူမကတခြားသူမဟုတ်ပဲမြို့ရဲ့နမတ်တဲ့အေးဆက်ဆက်အလှပိုင်ရှင်နဲ့စူမီသားစုရဲ့တခင်မှာစူမှုရွှဲဖြစ်နေတယ်။ဒီအချိန်မှာစူမှုရွှဲအတွက်လည်းအခြေအနေကတော်တော်လေးခက်ခဲနေပုံရတယ်။သူမရဲ့မျက်လုံးတွေကမင်းနဲ့ဆုံသွားတဲ့အခါကောင်းကင်ပြူကြရင်တော့မျက်တောင်မခတ်တဲ့သူကမင်းစီကအန်ဒီရများတဲ့စွမ်းအားကိုခံစားမိပြီးကြက်တေသွားတယ်။သူမမျက်လုံးထဲမှာထူးဆန်းတဲ့လှုပ်ရှားမှုတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်။သူမကဒီလောက်ပြင်းထန်တဲ့အော်ရပါလားလို့စိတ်ထဲမှာတွေးလိုက်တယ်။ဖိုးကဒီနေ့ဝမ်မီသားစုကအတုံးမကျတဲ့ကောင်ဝန်ထမ်းလာလိမ့်မယ်လို့ပြောထားတာလေ။သူ့လိုနှောက်ဘူးကြပြီးအတုံးမကျတဲ့လူမှဒီလိုလူသက်ချင်စရာစွမ်းရည်မျိုးဘယ်လိုလုပ်ရှိနေတာလဲ။ဒီလူကဘသူပဲဖြစ်နေပါစေဝန်ထမ်းတော့လုံးဝမဟုတ်ဘူး။ဒီလူကြီးတစ်ခုလုံးအေးခဲသွားတယ်လို့ပဲနှစ်ယောက်လုံးနေရာကနေမလှုပ်ကြဘူး။မင်းကအပြင်ပန်းမှာတော့လုံးဝတည်ငြိမ်အေးဆေးနေပုံရပေမဲ့တကယ်တော့စိတ်ထဲမှာဝန်ထမ်းရဲ့တဆွေမျိုးလုံးကိုချိန်ဆနေတာလေဝန်ထမ်းတင်နာကောင်မင်းကသူမကိုကီလို2ရရှိတဲ့တောကျင်တင်မလို့ပြောခဲ့တာလေမင်းကသူမကိုလူသားတင်ကားလို့ပြောခဲ့တာလေသူတို့နှစ်ယောက်လုံးနေရာကနေမရွေးကြဘူးလေတွေတောင်အေးခဲသွားတယ်လို့ပဲအပြင်ပန်းကြည့်ရင်မင်းကအရန်အေးဆေးတည်ငြိမ်နေပေမဲ့အတွင်းစိတ်ထဲမှာတော့ဝန်တန်ရဲ့မိသားစုတဆွေလုံးမျိုးလုံးကိုချိန်ဆနေတာပါဝန်တန်မင်းတော့တေဗီတာမှတ်မင်းကသူ့ကိုပေါ်ပါတဲ့ချင်းတင်မလေးလို့ခေါ်ခဲ့တာမင်းကသူ့ကိုလူသားတင်ကားလို့ပြောခဲ့တာကိုရီချင်းတင်မလေးကဒီလိုပုံစံဆိုရင်တော့နေတိုင်းပြဿနာရှာဖို့အဆင်သင့်ပဲဒါပေမဲ့မင်းကတာဝန်ယူပြီးသွားပြီလေပြီးတော့အဲ့ဒီငွေတသိန်းကလည်းရှိမှတင်ရှိနေတာနောက်ဆုံးတော့ညီမလေးရဲ့ခွဲစိတ်စရိတ်အတွက်ဖြစ်နေတာကိုမင်းကသွားကြိတ်ပြီးဘာပဲဖြစ်ဖြစ်ဆိုပြီးဆုံးဖြတ်လိုက်တယ်မင်းကရိုင်းဆိုင်ပြီးအလိုလိုက်ခံထားရတဲ့တထေးသားလေးလိုဟန်ဆောင်နေရအောင်ပါပဲဘက်လက်နဲ့ဝိုင်းနီကိုသူ့မျက်နှာပေါ်ပတ်လိုက်ရမလားညာဘက်လက်နဲ့စပွဲကြီးကိုမှောက်ချလိုက်ရမလားလို့တွေးနေတော့လူတရက်သတိပေးချက်ဘာမှမရှိပဲစားတောက်ဆိုင်ရဲ့မှန်နရန်ကြီးဟာကျဲလောင်တဲ့ပောက်ကွဲတန်နဲ့အတူကွဲကြေသွားခဲ့တယ်ထိုင်ခန့်တဲ့မှန်ကြီးဟာစက်ကူလိုမျိုးချက်ချင်းကွဲကြေသွားပြီးအပိုင်းအစထောင်ပေါင်းများစွာဟာလေထဲကိုလွင့်စင်သွားခဲ့တယ်မဂဇင်းမျက်နှာဖုံးလိုခန်းနာလှပနေတဲ့မီရှယ်လင်စားတောက်ဆိုင်ကြီးဟာစက္ကန့်ပိုင်းအတွင်းမှာပဲစိုးရွားတဲ့ပျက်စီးခြင်းမြင်ကွင်းအဖြစ်ပြောင်းလဲသွားခဲ့တယ်။နေရာတိုင်းမှာအော်ဟစ်တန်တွေထွက်ပေါ်လာတဲ့စပွဲနဲ့ဂလားထိုင်တွေမှောက်ကျသွားပြီးမှန်ကွဲစတွေကအရာအလုံးကိုဖျက်ဆီးပစ်လိုက်တယ်။အဲ့ဒီအချိန်မှာဒိုင်းဆိုပြီးတနက်3ချက်ပစ်လိုက်ရမျက်နှာချက်ကခရစ်စတယ်မီပန်းဆိုင်ကြီးပြုတ်ကျလာခဲ့တယ်။မျက်နှာဖုံးဆွတ်ထားတဲ့တိုက်ခိုက်ရေးသမား9ယောက်ဟာကွဲနေတဲ့တင်းပေါက်ကနေခုံဝင်လာခဲ့တဲ့သူတို့မျက်နှာတွေကိုအနက်ရောင်မျက်နှာဖုံးတွေနဲ့ဖုံးကွယ်ထားတယ်။အထဲမှာရိုင်ဖယ်တွေကင်ထားပြီးခါးမှာတောက်ပနေတဲ့စစ်သုံးသားတွေချိတ်ဆွဲထားတယ်။လူမိုက်တယောက်ကဟိန်းဟောက်လိုက်တဲ့ပါဇက်ပိတ်ထားကြအားလုံးတိတ်တိတ်နေလက်ကိုခေါင်းနောက်မှာထားပြီးအောက်ကိုငုံနေကြတယောက်ယောက်များရွေးဖို့ကြိုးစားရင်အဲ့ဒီနေရာမှာတင်တက်ပြစ်မယ်။မာရွတ်နဲ့လူကကျဲလောင်စွာအော်ဟစ်လိုက်ပြီးသူ့တနက်ပြောင်းဝါကိုစားတောက်ဆိုင်မန်နေဂျာစီတိုက်ရိုက်ချိန်လိုက်တယ်။အိတ်လက်နေတဲ့မန်နေဂျာကအချက်ပိကလုတ်ကိုနှိပ်ဖို့ကြိုးစားလိုက်တာနဲ့ဒိုင်းဆိုပြီးကြီးစံတောင်းကသူ့ခြေထောက်ကိုအတိအကျမှန်သွားခဲ့တယ်။မန်နေဂျာဟာနာကျင်လွန်းလို့အော်ဟစ်ရင်းကျမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ခမ်းမတစ်ခုလုံးစက္ကန့်ပိုင်းအတွင်းမှာတိတ်ဆိတ်သွားခဲ့တယ်။အဲ့ဒီမှာရှိတဲ့တထေးတွေနဲ့အမျိုးသမီးကြီးတွေအားလုံးကြောက်လန့်တကြားဖြူဖြူရောဖြစ်သွားပြီးကျမ်းပြင်ပေါ်ဝင့်နေကြတယ်သူတို့တွေအသက်ရှူဖို့တော့မရဲကြတော့ဘူး။စုမှုရွှေရဲ့မျက်နှာလည်းဖြူဆုပ်သွားခဲ့တယ်။သူမဟာစီးပွားရေးလောကမှာလူ့ဝက်ကြံစည်မှုတွေနဲ့အတက်ကြအများကြီးကိုမြင်ဖူးခဲ့ပေမဲ့ဒါပေမဲ့အစ်စ်အမှန်တနက်တွေတေးစေနိုင်တဲ့လူမိုက်တွေနဲ့ရင်ဆိုင်ရတာဒါပထမဆုံးအချိန်ပါပဲ။သူမကမင်းကိုကြောက်ရွံ့နဲ့လှမ်းကြည့်လိုက်ပြီးမြင်ချင်းပဲအံ့ဩသွားခဲ့တယ်မင်းကနည်းနည်းလေးမှကြောက်နေပုံမရဘူး။အဲ့ဒီအစားမင်းရဲ့နဖူးမှာအရေးအကြောင်းနည်းနည်းပေါ်နေတဲ့ဒီလူတွေကမင်းရဲ့တရုပ်ဆောင်မှုကိုနှောက်ယှက်လိုက်လို့မင်းကစိတ်ဆိုးသွားတဲ့ပုံစံပဲ။စနစ်ရဲ့အတန်နားတဲ့ဝင်လာတာနဲ့တင်သွေးကြောတွေထဲမှာကြီးမားတဲ့စွမ်းအားတွေပြည့်နေသွားတယ်လို့ခံစားလိုက်ရတယ်။ရန်သူတွေကိုတိုက်ခိုက်နိုင်နေမဲ့ဤစနစ်ပေါင်းများစွာဟာတင်းရဲ့ကြွတာမှတ်ညံတဲ့တိုက်ရိုက်ရောက်ရှိသွားတယ်။ခုချိန်မှာတင်ဟာပတ်စံတသိန်းအတွက်ယူသွစွာအလုပ်လုပ်နေတဲ့တာမန်လူမဟုတ်တော့ပဲအန်ဒီရဲ့ပေါင်းများစွာကိုကြော်ဖြတ်လာတဲ့တေမင်းတမန်ဖြစ်လာခဲ့ပြီ။ဒီနေ့တော့ကံကောင်းတာပဲလို့လူဆိုးကြီးတယောက်ကအခန်းထဲကိုဝေ့ကြည့်ရင်စူမူရှုကိုရုတ်တရက်အာယုံကျသွားတယ်။ရာအားလုံးပျက်စီးနေပေမဲ့စူမူရှုရဲ့အလှတရားကတော့ထင်ရှားနေစေဖြစ်ပြီးအထူးသဖြင့်သူမလည်းပင်ကတန်ဖိုးမဖြတ်နိုင်တဲ့နီလာလည်းဆွဲပဲဖြစ်တယ်။လူဆိုးတွေရဲ့မျက်လုံးထဲမှာလောဘနဲ့မကောင်းတဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရပြီးတနက်ချိန်ရင်ရှေ့ကိုတက်လာကဟဲအရန်လာတဲ့ပစ္စည်းလေးပဲအချောလေးအဲ့ဒီလက်ဆွဲကိုချုပ်ပေးပြီးငါတို့ကိုလည်းပျော်ရွှင်ခွင့်ပေးပါဦးလို့ပြောလိုက်တယ်။ဒီလိုပြောရင်စူမူရှုရဲ့လေပင်စီလက်လန်းလိုက်တဲ့အခါသူမလည်းကြောက်ကြောက်နဲ့မျက်စိမိတ်လိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲရှုပ်ခနဲ့အတန်နဲ့အတူအမားတဲ့လက်တစ်ဖက်ကလူဆိုးရဲ့လက်ကောက်ဝတ်ကိုတံမဏိလိုဖမ်းဆုပ်လိုက်တယ်။အဲ့ဒီလူဆိုးလည်းအံ့ဩသွားပြီးအပေါ်ကိုမောကြည့်လိုက်တော့တင်းရဲ့အေးဆက်မျက်လုံးတွေနဲ့စုံသွားတယ်။မင်းရဲ့ညစ်ပတ်တဲ့လက်ကိုဖယ်လိုက်စမ်းတဲ့အတန်ကမကျဲပေမဲ့ရေခဲလိုအေးဆက်နေတယ်။မင်းတည်ချင်နေတာလားလူဆိုးကဒေါသအကြီးနဲ့တနက်တင်နဲ့တင်ကောင်းကိုထုဖို့ပြင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲတခနဲ့တင်ကလက်ကောက်ဝတ်ကိုအနှဲငယ်လိမ့်လိုက်ပြီးသူ့ရဲ့လက်ကိုကျိုးတစ်ချောင်းလိုလိန်ချိုးလိုက်တာကြောင့်သူ့လက်လုံးဝအသုံးမဝင်ဖြစ်သွားတယ်။လူဆိုးကနာကျင်လွန်းလို့အော်တော့မဲ့အချိန်မှာတင်ကသူ့အတန်ကိုတားဆီးလိုက်တယ်။အထာကြနဲ့ပဲတင်ရဲ့ပိုးသားနဲ့တိုင်ကိုလက်တစ်ဖက်တည်းနဲ့ဖြုတ်လိုက်တယ်။အဲ့ဒီနက်တိုင်ဟာတင့်လက်ထဲရောက်တာနဲ့အသက်ဝင်နေတဲ့လက်နက်တစ်ခုလိုဖြစ်သွားပြီးလူဆိုးရဲ့လက်ပင်ကိုတိတိကျကျပတ်လိုက်တယ်။သူ့ကြောကိုဒူးနဲ့ဖိထားပြီးနက်တိုင်ကိုအားကုန်ဆွဲလိုက်တယ်။ကြတိထစရာရိုးကျိုးတန်ထွက်ပေါ်လာပြီးအနက်ကင်လူဆိုးဟာကျိုးပြတ်သွားတဲ့စွန်တကောင်လိုမြေပြင်ပေါ်ခွေကျသွားတယ်။လောင်ဆန်းဆိုပြီးအမာရွတ်နဲ့ခေါင်းဆောင်ကြီးရဲ့မျက်လုံးတွေဒေါသကြောင့်မြည်ရဲသွားတယ်
အမိုးကြီးဝစ်စုံနဲ့ဒီစီးပွားရေးသမားဟာသူတို့လိုရာဇဝတ်ကောင်တွေထက်ဆယ်ဆလောက်ပိုရက်ဆက်နိုင်တယ်ဆိုတာကိုသူမယုံနိုင်အောင်ဖြစ်သွားတယ်ပစ္စန်းသူ့ကိုအခုချက်ချင်းတက်လိုက်ဆိုတော့ကျန်တဲ့လူဆိုး၃ယောက်ကတင့်စီကိုတနက်ပြိုင်လူချိန်လိုက်ကြတယ်ဒါပေမဲ့မင်းရဲ့အမြန်တုံးကသူတို့တွေးတာထက်အများကြီးပိုမြန်နေတယ်ဒီရှိမှရှိတဲ့ကီလိုယာချီလေးတဲ့တစ်သားစပွဲကြီးကိုအားကုန်ကန်ပစ်လိုက်တယ်ဝုံစပွဲကအမြောက်ဆန်လိုဝင်ဆောင်ပြီးမျက်စိတမိတ်အတွင်းလူမိုက်2ယောက်လွင့်စင်သွားတယ်သူတို့အားလုံးဖုံတမုံမုံနဲ့မြေကြီးပုံပုံကျသွားအောင်မင်းလှုပ်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲအကာအကွယ်ယူပြီးသူတို့အနာကိုမင်းအမြန်ကတ်သွားတယ်ဒီထဲမှာမင်းကန်လိုက်တဲ့ခြေကန်ချက်ကအရန်တိကျပြီးတေးတက်လွန်းတယ်မင်းကဝစ်စုံကျဲတီးတောင်မဖြုတ်ရသေးဘူးဒါတောင်မင်းလှုပ်ရှားမှုတိုင်းကညင်တာတိကျလွန်းလို့တိုက်ကွက်တိုင်းကရန်သူကိုအပြေးဝလွှမ်းမိုးထားနိုင်တယ်အဲ့ဒီအချိန်မှာပဲတတိယမြောက်လူမိုက်ရဲ့ရင်ဘတ်ကိုတထောင်နဲ့အားကုန်တိုးလိုက်တယ်ဝုံအဲ့ဒီလူနောက်ကိုလွင့်ထွက်သွားပြီးဝိုင်ပုံးနဲ့ဝင်တိုက်မိကအဲ့ဒီနေရာမှာတင်တတိလစ်သွားတယ်ခုတော့စားတောက်ဆိုင်တစ်ခုလုံးလုံးဝတိတ်ဆိတ်သွားပြီတိတ်ဆိတ်မှုကကြောက်စရာကောင်းပြီးလူမိုက်တွေရဲ့အားပြော့တုံရင်နေတဲ့အသက်ရှူတမ်းပဲကြားရတော့တယ်ဒီပြင်ပေါ်လဲကျနေတဲ့လူတိုင်းရဲ့မျက်လုံးတွေပြူးကျဲသွားတယ်လက်နက်မပါပဲလက်နက်ကင်လူမိုက်တွေကိုအခုလိုရှင်းပစ်တာအမှုပညာတရက်လိုပဲစူးမှုရှုကမင်းကိုကြည့်နေပြီးသူမမျက်လုံးထဲမှာအံ့ဩမှုတွေပဲရှိနေတယ်သူမကမင်းတကယ်တော့ဘာတူလဲလို့တွေးနေတယ်ဒီလိုအသက်အန္တရာယ်ရှိတဲ့ဖြစ်လက်မှုတည်ငြိမ်မှုနဲ့ဒီဟန်ပန်ခြေနေတစ်ခုလုံးကိုထိန်းချုပ်ထားသလိုပဲတရုတ်ပြည်ကဘယ်တထေးမိသားစုကများဒီလိုမိစ္ဆာမျိုးကိုမွေးမြူထားနိုင်မှာလဲအခုတော့အမာရွတ်တဲ့လူပဲကြံတော့တယ်ဒါပေမဲ့သူကြောက်လွန်းလို့တကိုယ်လုံးတုံရင်နေတယ်လက်နက်ကင်ထားတဲ့သူ့လက်တွေကအယမ်းကိုတုံရင်နေတယ်မင်းကသူ့စီကိုတလန်းချင်းလျှောက်သွားတယ်ရမမင်းကိုယ်တိုင်သူ့စီလာနေတယ်လို့မျိုးပဲလန့်တကြားနဲ့သူခတ်လှုပ်ဆွဲလိုက်တယ်ဒိုင်းတနက်ပြောင်းဝါကနေမီးပွင့်ထွက်လာတယ်စူးမှုရှူကောင်းတဲ့ဗလာဖြစ်သွားပြီးသူမမျက်စိရှိမှအန်တရေကျရောက်လာတာကိုမြင်လိုက်ရတယ်ဒါပေမဲ့ကြည်စံထွက်လာတဲ့အချိန်မှာပဲအရက်ရှိရှိလူမဲကြီးတယောက်ကကိုပြောက်ပြီးသူမရှိရောက်လာတယ်လို့ပဲမင်းနောက်လှည့်ကြည့်လိုက်ပြီးတနက်ပြောင်းဝါဘက်ကိုကြောပေးကသူမကိုရင်ခွင်ထဲလုံခြုံအောင်ဖတ်ထားလိုက်တယ်အဲ့ဒီအချိန်မှာတတုချင်းရိုက်မိတဲ့ထူးဆန်းတဲ့အတန်ထွက်လာတဲ့လူခန္ဓာကိုယ်ကိုဖောက်ထွက်နိုင်တဲ့9.62 မီလီမီတာရိုင်ဖယ်ကြည်စံကမင်းဝတ်စုံကြောပြင်ကိုလာမှန်နဲ့ဒါပေမဲ့မမြင်ရတဲ့တံမဏိနယံကိုသွားမှန်တယ်လို့မျိုးပဲကြည်စံကချက်ချင်းပြသွားပြီးကော်စောပေါ်အတန်တိုးတိုးလေးနဲ့ကျသွားတယ်မင်းခန္ဓာကိုယ်ကတလက်မတောင်မတုံသွားဘူးဒါကိုမြင်တော့အဲ့ဒီမှာရှိတဲ့လူတိုင်းမင်းတက်သွားတယ်လူဆိုးဆိုးနဲ့လူမိုက်ကပြားနေတဲ့ကြည်စံကိုတရဲတစေမြင်လိုက်ရတယ်လို့မျိုးစိုက်ကြည့်နေတယ်နောက်တစ်စက္ကန့်မှာပဲသူဒူးထောက်ရက်လဲကျသွားပြီးကြောက်လွန်းလို့ဘောင်းပီထဲတောင်တေးထွက်ကျသွားတယ်သူကတရဲပဲဆိုပြီးအော်လိုက်တယ်မင်းကောင်းကိုဖြည်းဖြည်းချင်းလှည့်လိုက်တယ်ဒါပေမဲ့သူ့ကိုတေချာကြည့်ဖို့တောင်မလိုအပ်ဘူးလို့ထင်တယ်ဒါကတစေပဲမင်းကောင်းကိုဖြည်းဖြည်းချင်းလှည့်ခဲ့ပေမဲ့သူ့ကိုတေချာကြည့်ဖို့တောင်မလိုဘူးလို့ထင်ခဲ့တယ်မင်းကစပွဲပေါ်ကငွေခက်ရင်းကိုလက်ချောင်းနဲ့လေထဲကိုပစ်မြောက်လိုက်တယ်ဒီခက်ရင်းကလျှက်စီးလိုမြန်တဲ့အဟုန်နဲ့လူမိုက်ရဲ့လက်ကဝတ်ကိုဖောက်ထွင်းသွားပြီးအောက်ကတိုင်မှာသူ့လက်ကိုအသေးစိုက်ထားလိုက်တယ်တော်တန်တွေထက်ထွက်လာတယ်ဒါပေမဲ့အန်တရယ်ကလုံးဝပြီးဆုံးသွားပါပြီလူမိုက်တွေပြတင်းပေါက်ကိုခွဲဝင်လာချိန်ကစပြီးသူတို့လဲကျသွားတဲ့အထိ3မိနစ်တိတိကြာခဲ့တယ်မင်းကရှုပ်ပွားနေတဲ့အင်ဂျီလက်ကိုတေတက်အောင်လုပ်ပြီးစူးမှုရွှေကိုပြန်ကြည့်လိုက်တယ်ဒီအချိန်မှာစူးမှုရွှေရဲ့မျက်လုံးတွေကမင်းစီမှာပဲစူးစိုက်နေတယ်လွန်ခဲ့တဲ့အနှစ်20ကလေးကရေခဲလိုခဲနေတဲ့သူမရဲ့နှလုံးသားဟာဒီအချိန်မှာထိမ့်မရလောက်အောင်ကိုပြင်းပြင်းထန်ထန်ခုန်နေခဲ့တယ်သူမစကားဆက်ပြောတဲ့အခါအတန်မှာထူးဆန်းတဲ့နူးညံ့မှုနဲ့တုံ့ရင်မှုတစ်ခုရှိနေတယ်သူမရဲ့အလှတရားကိုကြည့်ပြီးမင်းစိတ်ထဲမှာတပြင်းချလိုက်တယ်အခုငါကပလေးပွိုင်တယောက်လိုဘလို့ဟန်ဆောင်ရမလဲဒီဆက်ဆံရေးကိုဘလို့ဖျက်တောက်ရမလဲအဲ့နှလုံးသားကသူမကိုဆိုးဆိုးရွားရွားဘာမှမပြောချင်လို့ပါပဲမင်းကမိုက်မဲလှည့်လိုက်ပြီးသူမကိုဆွဲဆောင်မှုရှိတဲ့ဘေးတိုက်လှဦးပြကအတန်သောနဲ့ပြောလိုက်တယ်မင်းကအရန်လာတယ်ဒီအလုပ်ကိုငါဆက်မလုပ်နိုင်တော့ဘူးဒီလိုပြောပြီးမင်းကနောက်လည်းမကြည့်ပဲစားတောက်ဆိုင်ထဲကနေထွက်သွားခဲ့တယ်မင်းရဲ့ကြောပြင်ကိုကြည့်ရတာအမည်မသိသူရဲကောင်းတယောက်ကသူ့ကိုယ်ပိုင်လက္ခဏာကိုဖုံးကွယ်ပြီးထွက်သွားတယ်လို့ပဲနောက်မှကြံခဲ့တာကရှုပ်ပွားနေတဲ့ပစ္စည်းတွေနဲ့ဘီလီယံနာတထေးမလေးစုမှုရွှေပါပဲသူမကမင်းကိုယူသွတ်နေတယ်လို့ပဲစက်ကြည့်နေခဲ့တယ်စားတောက်ဆိုင်ပြင်ကအမောင်ထောင်းကိုရောက်တာနဲ့ဘယ်သူမှမကြည့်နေတာတေချာသွားတဲ့အခါဘာကြီးကိုတုံလို့စေတဲ့မင်းရဲ့အန်တီရဲ့များတဲ့စရိုက်နဲ့အစွမ်းထက်တဲ့အငွေ့သက်တွေကချက်ချင်းပျောက်ကွယ်သွားတယ်အဲ့ဒီတမိုးကြီးဝစ်စုံလဲပျောက်သွားပြီးအဝါရောင်ဝစ်စားနဲ့တာမန်ပို့ဆောင်ရေးကောင်လေးပြန်ဖြစ်သွားတယ်နှစ်ဖူးကချွေးတွေကိုတုပ်ရင်တက်ပြင်းချလိုက်တယ်ကိုရာတကယ်ကိုအသက်ထွက်မတက်ဖြစ်သွားတာစနစ်ရဲ့ဒိုင်းလောကိုကျေးဇူးတင်ရမယ်မဟုတ်ရင်ဒီနေ့ငါအဲ့ဒီမှာပဲတေးသွားလောက်ပြီဒါပေမဲ့မင်းကပြုံးပြီးခုနကထုတ်ပြခဲ့တဲ့အမိုက်စားဟန်ပန်လေးကတကယ်မိုက်တယ်လို့တွေးလိုက်တယ်မနဲ့စရာတစ်ခုကတော့အဲ့ဒီငွေ3သိန်းကိုမရလိုက်တာပဲအခုတော့ပို့ဆောင်ရေးအလုပ်ကိုပြန်လုပ်ပြီးပတ်စံနည်းနည်းစီစုရတော့မယ်ဘောင်းကိုခါရမ်းပြီးအမောင်ထဲမှာရက်ထားတဲ့မင်းရဲ့လျှက်စစ်စက်ကူတာလေးပေါ်သွားထိုင်လိုက်တယ်အကင်ကိုလှည့်ပြီးညရဲ့တိတ်ဆိတ်မှုတွေကိုပျောက်ကွယ်သွားခဲ့တယ်စားတောက်ဆိုင်ရဲ့ထောင်းတနေရာမှာဆိုတာမင်းတတိတောင်မထားမိလိုက်ဘူးစူးမှုရွှေရဲ့မမြင်ရတဲ့ drone လေးကအစကနေအဆုံးထိသူ့အလုပ်ကိုသူလုပ်နေခဲ့တယ်တကယ်တော့စူးမှုရွှေကသူမကုမ္ပဏီရဲ့ဒါရိုက်တာဖွဲ့ဝင်တွေနဲ့မိသားစုကိုတက်တည်ပြဖို့သူမမှာအတင်းအဓမ္မချီနှောင်ရမယ့်ဆက်ဆံရေးမျိုးဒါမှမဟုတ်အိမ်အောင်ပြုဖို့လိုအပ်ချက်မျိုးလုံးဝမရှိပါဘူး။ဒါကြောင့်သူမဟာတက်ခုဝမှာကုတ်ဝတ်ထားတဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုကြိုတင်လုပ်ထားခဲ့ပါတယ်။ပြီးတော့အဲ့ဒီမှာဖြစ်ပျက်ခဲ့တာကတန်တရတန်စူပါကားနဲ့မင်းရဲ့ရင်သက်ရှုမော့ခွဲပေါ်လာပုံနဲ့လူမိုင်း9ယောက်ကိုလက်ပလာနဲ့ရိုက်နှက်လိုက်တာပါ။ဒီစံတွေကိုခန္ဓာကိုယ်နဲ့တားဆီးပြီးနောက်ဆုံးမှာမင်းရမ်းလာတယ်ဆိုတဲ့ချုံမော့တဲ့စကားမျိုးပြောတာကအစဒီမြင်ကွင်းတစ်ခုလုံးကိုဘာဖြတ်တောက်မှုမှမပါပဲကံပါကိုတင်ဆက်ပြသလိုက်တာပါ။အခုတော့မြင်ကွင်းကကြမ်းချမ်းမျိုးရဲ့တိတ်ဆိတ်ပြီးမှောင်မိုက်တဲ့လမ်းကြားလေးနဲ့အငှားအခန်းလေးစီပြောင်းသွားပါတယ်။အဲ့ဒီမှာချင်းဆေးခွေအနက်နဲ့ခောက်ဆွဲအဆက်နံတွေရောထွေးနေပါတယ်။မင်းကပျော်ရွှင်နေတဲ့ကစားသမားတစ်ယောက်လိုခောက်ဆွဲနှစ်ထုပ်ကိုဖောက်ပြီးပကံလုံးနဲ့ထည့်နေတယ်။စူပွက်နေတဲ့ရေနွေးတွေကိုထည့်ပြီးခောက်ဆွဲတွေမြန်ကျက်အောင်အဝါရောင်တန်းနေတဲ့စာအုပ်အဟောင်းလေးနဲ့အုပ်ထားလိုက်တယ်။ဇိမ်ခံစားတောက်ဆိုင်မှာလူမိုက်တွေကိုရိုက်နှက်နေတာမိနစ်30လောက်ပဲရှိပါသေးတယ်။ပြီးတော့တန်းတရာ20တန်ကို29စကားကိုမောင်းပြီးဘီလီယံနာတထေးမလေးရဲ့နှလုံးခုန်လုံးကိုမြန်ဆန်စေခဲ့တာပေါ့။အခုတော့မင်းကခွဲစိတ်ခတသိန်းကိုပေးဖို့ရုန်းကန်နေရတဲ့ရိုးရိုးရှင်းရှင်းပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်သာဖြစ်ပါတယ်။
င်းအတွက်ဝက်ဦးချောင်းလေးတစ်ချောင်းတောင်ဝယ်ဖို့မတက်နိုင်ဘူးမင်းစားတော့မဲ့အချိန်မှာပဲကတင်နာက Android ဖုန်းအဟောင်းလေးကယူမတက်တုံခါနေတယ်အတီးပေးချက်တွေနဲ့ပေါ်အပ်တွေကအယမ်းမြန်လွန်းလို့ဖုန်းမျက်နှာပြင်ကပောက်ကွဲတော့မလို့တောင်ပူလာတယ် virus လို့ထင်ပြီးဖုန်းကိုအတင်းအဓမ္မပြန်ဖွင့်လိုက်တယ်မိနစ်လောက်ကြာလို့ဖုန်းမျက်နှာပြင်ပြန်ပွင့်လာတဲ့အခါမင်းရဲ့မျက်လုံးတွေအံ့အားသင့်ပြီးပြူကျဲသွားတယ် Vivo နဲ့ social media platform တိုင်းမှာသတင်းတစ်ခုပဲရေပန်းစားနေတယ်အဲ့ဒါမင်းကြောင့်ပဲရုံးတစည်းကနေထောက်ပေါင်းဆောင်ကရိုက်ကူးထားတဲ့အတိုင်းပဲဗီဒီယိုအစမှာစားတောက်ဆိုင်ပြင်ပမှာရက်ထားတဲ့မင်းရဲ့အမိုက်စားအနက်ရောင်ခွန်နိုင်စဲကွန်တကားကိုတွေ့ရတယ်အဲ့ဒီနောက်မြင်ကွင်းပြောင်းသွားပြီးလူဆိုးတွေကပြတင်းပေါက်ကိုခွဲပြီးအော်ဟစ်ဝင်လာချိန်မှာမင်းကဝင်လာခဲ့တယ်မင်းကလူဆိုးရဲ့လက်ကိုလက်တစ်ဖက်ထဲနဲ့ဘလို့လိန်ချိုးလိုက်လဲဆိုတာလူတိုင်းတေချာမြင်ရအောင်အဲ့ဒီဗီဒီယိုကိုအနည်းပြကွက်လုပ်ထားကြတယ်ပြီးတော့မင်းရဲ့ပိုးသားလက်စီးနဲ့သူ့ကိုလှုပ်မရအောင်တုံ့နှောင်ခဲ့တယ်စုမှုရွှေကိုအပြည့်အဝကာကွယ်ဖို့မင်းကတနက်ရှိမှာဘလောက်ရဲရဲစွာရက်တီခဲ့လဲဆိုတာပဲနောက်ဆုံးအခန်းမှာမင်းကောင်းကိုနည်းနည်းလှည့်ပြီးအတန်ဝေါနဲ့မင်းကအရန်လာတယ်ငါဒီအလုပ်ကိုဆက်မလုပ်တော့ဘူးလို့ပြောခဲ့တယ်အဲ့ဒီနောက်မင်းကအမိုက်စားဟန်ပန်နဲ့အဲ့ဒီကနေထွက်သွားခဲ့ပြီးမင်းရဲ့ဆွဲဆောင်မှုရှိတဲ့ကိုရီကိုတွေးလေးကြံရစ်ခဲ့တယ်ဒီဗီဒီယိုကကြည့်ရှုသူတန်းတရာကျော်သွားပြီးမှတ်ချက်တွေလည်းအရန်များနေပြီးလူတွေကအကိုရာလို့ရေးနေကြတယ်။အာရုပ်ရှင်လားအဲ့ဒီအချိန်ဂျန်ဂျန်ရဲ့အထူးရဲရရှိစီကနေဒါဟာအထူးပြုလုပ်ချက်တွေမဟုတ်ဘူးလို့ငါတက်တည်ခံနေဆိုတဲ့မှတ်ချက်ရောက်လာတယ်။အဲ့ဒီလူဆိုး9ယောက်ကနိုင်ငံတကာအဆင့်ရာဇဝတ်ကောင်တွေဖြစ်ပြီးဒီလိုဝက်ဆန်းကျဲသူကတယောက်တည်းအနိုင်ယူခဲ့တာလက်နဲ့ကြီးစံတွေကိုတားဆီးခဲ့တာပဲ။ဒီလူကရှေးဟောင်းတိုင်းပညာမိသားစုတစ်ခုခုရဲ့အမွေဆက်ခံသူလား။လူတွေကတိုက်ပွဲကိုပဲကြည်နေတာမဟုတ်ဘူး။တချို့ကမင်းရဲ့ဝစ်စုံနဲ့ကားကိုမျက်စိကျနေကြတယ်။အဲ့ဒီဝစ်စုံကအာမာနီအမတ်တစိတ်ဖြစ်ပြီးမီလန်ကထိပ်တန်းအချုပ်သမား9ယောက်ကလက်နဲ့ချုပ်ထားတာပါကဘာပေါ်မှာဒီလိုဝစ်စုံတစ်ဆဲစုံပဲရှိတယ်ပြီးတော့ပတ်စံရှိုံနဲ့ဝယ်လို့မရတဲ့တန်တရား20တန်ခွန်နိုင်စိတ်ကုတ်စကားအကြောင်းကတော့ပြောမနေနဲ့တော့တတိသားလေးကဘဝကိုအပန်းဖြေဖို့ထွက်လာတာလဲလို့လူတွေကတွေးနေကြတယ်အင်္ဂလိပ်တွေကမင်းအတွက်ယူသွနေကြပြီးမင်းပဲသူလဲဆိုတာပြောပြနိုင်တဲ့သူကိုတသိန်းစုချဖို့တောင်အသင့်ဖြစ်နေကြတယ်တန်းနဲ့ချီတဲ့လူတွေကရှာလော့ဟုမ်းစ်လိုဟန်ဆောင်ပြီးမင်းကချမ်းသာတဲ့မိသားစုရဲ့အမွေဆက်ခံသူလားဒါမှမဟုတ်ကြီးကျယ်တဲ့တိုက်ခိုက်ရေးသမားလားလို့ခံမှန်းနေကြတယ်ဒါပေမဲ့ဒီမှာတော့မင်းရဲ့အခြေအနေကဆိုးရွားလာနေပြီးဘာလို့လဲဆိုတော့တကယ်တမ်းမင်းကတာမန်အလုပ်တေးသေးလေးတစ်ခုသွားလုပ်ခဲ့တာလေအဲ့ဒါကတယောက်ယောက်ကိုစားဒိတ်လုပ်ပေးရတဲ့အလုပ်ပါဒါပေမဲ့စုမှုရွှေကတစ်ခုလုံးကိုတိုက်ရိုက်ထုတ်လွှင့်နေမယ်ဆိုတာမင်းဘယ်လိုလုပ်သိမှာလဲဒီအကြောင်းတွေကိုတွေးပြီးမင်းလန့်သွားတော့မှပဲမင်းကောင်းထဲမှာစနစ်ရဲ့အတန်ကထပ်ပေါ်လာတယ်ဒီအကြောင်းတွေကိုတွေးပြီးမင်းအံ့ဩနေတော့မှပဲမင်းကောင်းထဲမှာစနစ်ရဲ့အတန်ကထပ်ပေါ်လာတယ်စနစ်ကပြောတယ်ကိုစီရဲ့လုပ်ရဲ့ကြောင့်လူတွေအများကြီးအံ့ဩသွားကြတယ်အံ့ဩမှုတန်ဖိုးစုဆောင်းရေးစနစ်ကအခုအပြည့်အဝအလုပ်လုပ်နေပြီမင်းကဂျန်ဂျန်ရဲ့အုပ်စီကနေအံ့ဩမှု point 9ရ9 19ရပြီးဘီလီယံနာစီးပွားရေးလုပ်ငန်းရှင်စုမှုရွှေစီကနေလည်း point တွေအများကြီးရလာတယ်အံ့ဩမှု point 9009ရ9 19အင်တာနက်ပေါ်ကလူတွေစီကနေအံ့ဩမှု point တွေစက်တိုက်ရနေတယ်1000ပြီးတော့1000စနစ်စခရင်ပေါ်ကကနန်းတွေကယူသွနေတယ်လို့ပြေးနေတယ်1000 သိန်း5သိန်း10သိန်းနဲ့နောက်ဆုံး15သိန်းမှရက်သွားတယ်။ဘုံယူပါတယ်။ host မင်းရဲ့စုစုပေါင်းအံ့ဩမှု point တွေက15သိန်းကျော်သွားပြီးစနစ် store ကိုအခုတရက်ဝင်ဖွင့်လိုက်ပါပြီ။ host ကဒီ point တွေကိုတုံးပြီး store ကနေအမြဲတမ်းစွမ်းရည်ပတ်စံအသက်ရှင်မှုဒါမှမဟုတ်ဖျားသခင်အဆင့်ပစ္စည်းတွေကိုယူနိုင်တယ်။ဒါကိုကြားတော့မင်းခဏလောက်အသက်ရှူရက်သွားတယ်။အခုချိန်မှာမင်းလိုအပ်ဆုံးကဘာလဲပတ်စံအသက်ကယ်ဖို့ပတ်စံမင်းကတစ်စက္ကန့်၄တောင်မတုံဆိုင်ပဲစနစ် store ကိုခေါင်းထဲကနေတိုက်ရိုက်ဖွင့်လိုက်တယ်စနစ်ငါပတ်စံလိုတယ်မင်းရဲ့လိုအပ်ချက်ကိုကြည့်ပြီးစနစ်ကအံ့ဩမှု point 9သိန်းစားရွာ2တန်းပေးလိုက်တယ်အဆန်ရလာတဲ့ရင်းမြစ်ကိုစနစ်ကနိုင်ငံခြားရန်ပုံငွေတွေကနေတဆင့်တရားဝင်ဖြစ်အောင်လုပ်ပေးထားပြီးအခွန်လဲဆောင်ပြီးဒါကြောင့်လုံးဝစိတ်ချရတယ်နောက်တစ်စက္ကန့်မှာပဲဖုန်းထဲကနေ message ရအတန်မြည်လာတယ်အဖက်ဘန်က message ချပါဩဂုတ်လ15ရက်ည7:12နာရီ12မိနစ်မှာတင်းအကောင့်ထဲကိုရွာ2တန်းဝင်လာပါတယ်လက်ရှိလက်ကျန်ငွေကရွာ2တန်း1250ပါ2တန်းတောင်မင်းကအဲ့ဒီ message ကိုပြူးကျဲနေတဲ့မျက်လုံးတွေနဲ့ကြည့်နေပြီးမျက်ရည်တွေဝဲလာတယ်တကယ်ဘဝမှာမြေကြီးပေါ်အကြိမ်ကြိမ်ဖိနှိပ်မခံရဘူးတဲ့သူကဒီပတ်စံရဲ့တန်ဖိုးကိုခံမှန်းလို့ရမှာမဟုတ်ဘူးဒီမှာလေးလင်းများက IQ ထဲမှာပိုက်တွေကြားတဲ့အသက်လူနေရတဲ့နေတိုင်းကုန်ကြနေတဲ့ထောင်ချီတဲ့စရိတ်တွေကတောင်ကြီးတစ်လုံးလိုမင်းကောင်းပေါ်မှာလေးလံနေခဲ့တာဒါပေမဲ့အခုခွဲစိတ်ဖို့ပတ်စံလက်ထဲရောက်နေပြီးရှေ့ဆက်ကူတာဖို့အတွက်လည်းအကောင်းဆုံးစီစဉ်ထားပြီးအခုသူ့ကိုမြို့ရဲ့အကောင်းဆုံးအထူးကူတာဆောင်ကိုပြောင်းပေးလို့ရပြီနောက်ဆုံးတော့ဖျားသခင်ကကူညီခဲ့ပြီးမင်းကစိတ်လှုပ်ရှားစွာနဲ့လက်သီးကိုကြစ်ပါအောင်ဆုပ်လိုက်တယ်ရင်ဘတ်ထဲမှာအချိန်ကြာကြီးတဆုနေတဲ့လေးလံတဲ့တပ်ပြင်းကိုငါချလိုက်တယ်အဲ့ဒီအချိန်စနစ်ရဲ့အတန်ထွက်လာတယ်ဒင်း host မင်းစီမှာအံ့ဩမှု point 10သိန်းကျန်သေးတယ်ဒါတွေကိုအမြဲတမ်းကိုယ်တိုင်ကာကွယ်နိုင်တဲ့စွမ်းရည်တစ်ခုခုမှသုံးဖို့ငါကြံပေးခြင်းတယ်အချက်ချင်းပဲစိတ်အေးသွားတယ်ဒီနေ့စားတောက်ဆိုင်မှာလူဆိုးတွေကိုငါဆုံးမလိုက်တာကယာယီစွမ်းရည်တစ်ခုရဲ့မျက်လက်ပြကွက်တစ်ခုပါပဲဒါပေမဲ့အခုတဲ့အင်တာနက်လုံးကငါ့ကိုရှာနေချိန်မှာတကယ်အန်တရတာရင်ဆိုင်လာရရင်ခောက်ဆွဲ6တွေကြီးနှစ်ပေါက်အောင်စားပြီးဖြစ်လာတဲ့ငါရဲ့ဒီခန္ဓာကိုအကျိတ်အနယ်လေးကတာမန်လန်းပေးလူမိုက်ကိုတော့နိုင်မှာမဟုတ်ဘူးငါကစနစ်အမြဲတမ်းစွမ်းရည်တစ်ခုပြောင်းပေးလို့ချက်ချင်းပြောလိုက်တယ်ဒင်းအံ့ဩမှု point 10သိန်းသုံးလိုက်ပါပြီဘုံယူပါတယ် host မင်းကအမြဲတမ်းဖျားသခင်အဆင့်ရင်မောင်းကျွမ်းကျင်မှုကိုရရှိသွားပါပြီဒီစွမ်းရည်ရဲ့ထူးခြားချက်ကပြီးပါတဲ့ကံပါပေါ်ကစက်တိုင်းကိုမောင်းနေရမှာကျွမ်းကျင်သူဖြစ်လာမှာပါဒီတန်ကြိုဒါမှမဟုတ်ပန်ကားရီပါစေစူပါကားပဲဖြစ်ဖြစ်တင်ကားပဲဖြစ်ဖြစ်တိုက်လေရင်ပဲဖြစ်ပါမင်းလက်ထဲရောက်တာနဲ့ယူပဗေဒနိယာမတွေကိုစိန်ခေါ်လာမှာဖြစ်ပြီးမင်းဟာအဲ့ဒီရင်နဲ့လုံးဝတသားတည်းဖြစ်သွားလိမ့်မယ်နောက်တစ်စက္ကန့်မှာပဲသတင်းအချက်လက်အမြောက်များငါကောင်းထဲဝင်လာတဲ့ကားရဲ့ဟန်ချက်တာယာတွေရဲ့စုပ်ကိုင်မှုလေဖိအားနဲ့အန်တရများတဲ့အကန့်အသတ်မဲ့ဒရစ်ဆွဲမောင်းနေမှုရဲ့ဗဟုသုတနဲ့ကြွက်သားမှတ်ဉဏ်တွေအားလုံးမျက်စိတမိတ်အတွင်းငါခန္ဓာကိုယ်အမွေးညင်းပေါက်တိုင်းမှာဆွဲထင်သွားတယ်ခုချိန်မှာငါ့ကိုစတီယာရင်တစ်ခုတာပေးလိုက်ရင်ငါကဒီကံပါပေါ်မှာအကြမ်းတမ်းဆုံးပြန်ကားဖျားသခင်ဖြစ်လာလိမ့်မယ်
ငါကကျေနပ်မှုအပြည့်နဲ့လေဘင်းကိုလှည့်လိုက်တော့အယိုးတွေစီကနေအတန်ကျဲကြီးထွက်လာတဲ့ပတ်စံလဲဗန်ထဲရောက်နေပြီးအခုငါလက်ထဲမှာဖျားသခင်အဆင့်စွမ်းရည်တွေလည်းရှိနေပြီနောက်ဆုံးတော့ဒီနေ့မှပထမဆုံးအကြိမ်ဖြစ်မှန်ကန်ပြီးအေဂျင့်နဲ့အပြုံးတစ်ခုငါမျက်နှာပေါ်မှာပေါ်လာခဲ့တယ်ဒါပေမဲ့ငါရဲ့ဒီအပြုံးလေးပွင့်လန်းခါစားမှာပဲရုတ်တရက်ဒိုင်းဆိုပြီးတယောက်ကငါရဲ့ပါးရပြီးအားနေတဲ့အိမ်တကားကိုအရန်ရက်ဆက်ကန်လာတယ်ကံပြင်းလုံးလို့နေရန်ကဈေးတွေတောင်ကွာကျလာတယ်တကားအပြင်ဘက်ကနေဒေါသတကြီးအော်တန်ကြားလိုက်ရတဲ့လင်းချန်မင်းလိုကောင်မျိုးအခုချက်ချင်းထွက်ခဲ့အပြင်မှာရက်နေတဲ့အဲ့ဒီလူရဲ့အတန်ကဒီနေ့အိမ်ခေါင်မိုးကိုများဆွဲခွာပြစ်တော့မလို့မောက်မာမှုတွေအပြည့်ပါနေတယ်။ဒီမျက်နှာပေါ်ကအပြုံးရုတ်တရက်ပျောက်ကွယ်သွားပြီးမျက်လုံးထဲမှာခါသီးမှုနဲ့အေးဆက်မှုတွေပေါ်လာတဲ့မင်းရှိကိုတိုးသွားပြီးတကားကိုဆွဲဖွင့်လိုက်တယ်။အပြင်မှာပန်းပွင့်ရှက်အင်ဂျီကိုဝစ်ပြီးဒေါသထွက်နေတဲ့ဝန်ထန်ရက်နေတယ်။သူ့အနောက်မှာ6ပေကျော်မြင့်ပြီးတောင်တင်းတဲ့တက်တော်ဆောင်3ယောက်ရက်နေတယ်။သူတို့ကကိုလုံးမှာတတူးတွေထိုးထားပြီးအနက်ရောင်ဝစ်စားတွေဝစ်ထားတဲ့နောက်ဆုံးတော့မင်းတကားကိုဖွင့်လိုက်တယ်။ဝန်ထန်ကမောက်မာစွာနဲ့အခန်းထဲဝင်လာပြီးသူ့နောက်ခေါင်းသားမှာလက်ရက်ခတ်ရင်အရန်ယုံစရာကောင်းတဲ့လေတံနဲ့ဒါကဘလုံငရဲလိုအခန်းကြီးလဲလို့ပြောလိုက်တယ်။ဒီကနေကျွတ်သေးနတ်နဲ့ခောက်ဆွဲနတ်တွေပချံကမှဒီထက်ကောင်းဦးမယ်ဒီလိုပြောပြီးတကားနာကအမိုက်ပုံးကိုကန်ထုတ်လိုက်တယ်သူ့ရဲ့ရိုင်းဆိုင်မှုကအကန့်အသတ်ကိုကျော်လွန်နေပြီ။မင်းချံမင်းတော့တေဖို့တာပြင်ထားဝန်ထန်ကရုတ်တရက်အော်ဟစ်လိုက်ပြီးမင်းနှာခေါင်းသားကိုလက်ညှိုးထိုးကစဆဲတော်တယ်။မင်းကိုစူမီသားစုရဲ့ကောင်မလေးစီသွားပြီးယွန်စရာကောင်းတဲ့လုပ်ရက်တွေလုပ်ပြဖို့ပတ်စံကြိုးပေးထားတာလေ။ဒါပေမဲ့မင်းကဘယ်မှာသွားတည်နေတာလဲမျက်နှာချင်းဆိုင်ကော်ဖီဆိုင်မှာမင်းကို2 နာရီလောက်စောင့်နေခဲ့တာ။ဒါပေမဲ့မင်းရိတ်ကိုတော့မမြင်ရဘူးမင်းရဲ့ဒီလုပ်ရက်ကြောင့်ငါအဖေကငါ့ကိုခွေးတကောင်လိုစူပူခဲ့တယ်ပြီးတော့ငါကစူမီသားစုကိုအဆက်ခွဲတယ်လို့ပြောတယ်ဘာလို့လဲဆိုတော့စူမှုရွှေရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုကင်မရာကအဲ့ဒီကောင်လေးစီမှာပဲအမြဲရှိနေတယ်လို့ပြီးတော့သူ့ရဲ့အမခန်းဆွဲအင်နဲ့တမိုးကြီးဝစ်စုံကလူတိုင်းရဲ့အာယုံကိုဖန်ဆားထားတဲ့ဝန်ထန်ရဲ့ဒေါသကအမြင့်ဆုံးကိုရောက်နေတယ်သူကအော်ဟစ်ပြီးသူ့လူမိုက်တွေကိုပြောတယ်ဒီအခန်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပြီးတော့ဒီကောင်လေးရဲ့ခြေထောက်ကိုချိုးပြီးဒုက္ခိတဖြစ်အောင်လှုပ်လိုက်ငါပတ်စံယူပြီးငါအလုပ်ကိုမလုပ်ရဘူးလားငါကသူ့စီကနေပတ်စံဆယ်စားပြန်တောင်းမယ်ပြီးတော့သူကြံတဲ့ဘဝကိုဝီချဲပေါ်မှာပဲဖျက်တမ်းရမယ်ဟုတ်ကဲ့ boss အဲ့ဒီတက်တော်ဆောင်3ယောက်ကသူတို့လက်ချောင်းတွေကိုချိုးပြီးရုပ်မာတဲ့အပြုံးနဲ့မင်းစီကိုစတင်ချင်းကပ်လာတယ်ဒါကနိုင်ဝက်လောက်ကဆိုရင်မင်းကြောက်မိမှာပဲဒါပေမဲ့အခုတော့အခြေအနေကပြောင်းလဲသွားပြီအမှန်တိုင်းပြောရရင်အရင်ကတော့မင်းစဉ်းစားရလိမ့်မယ်ဒါပေမဲ့အခုမင်းကစနစ်ကနေတိုက်ရိုက်ဆွမ်းအားတွေရထားတယ်မင်းကကြီးစံမိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအခုလေးတင် UB နှစ်တန်းနဲ့အမြဲတမ်းဖျားသခင်အဆင့်ရင်မောင်းကျွမ်းကျင်မှုရထားတယ်အခုမင်းမျက်လုံးထဲမှာဒီလူမိုက်တွေကခြေနှစ်ဖက်နဲ့ခွေးတွေထက်ဘာမှပိုမထူးဘူးခုနကမင်းပါပြောလိုက်တာခြေထောက်တွေကိုချိုးမယ်ဆိုလားမင်းကမောကြည့်ပြီးဝန်ထန်ကိုအေးအေးဆေးဆေးကြည့်လိုက်တယ်ဝန်ထန်ရဲ့နှလုံးကရုတ်တရက်မြင်မြန်ခုန်လာတယ်မင်းရဲ့မျက်လုံးတွေထဲမှာတခုခုမားနေတယ်လို့သူခံစားလိုက်ရတယ်အဲ့ဒါတွေကအရန်အေးဆက်နေတဲ့နှက်ဆိုင်တဲ့ရေခဲမြောင်းကြီးတစ်ခုလိုပဲမင်းနဲ့ရင်ဆိုင်နေရတဲ့လူတစ်ယောက်ကိုကြည့်နေရတယ်လို့သူခံစားလိုက်ရတယ်အဲ့ဒီအချိန်စနစ်စီက message တစ်ခုထွက်ပေါ်လာတယ်စနစ်ရန်စမှုကိုတွေ့ရှိရပါတယ်စနစ်ရဲ့ passive skill အကျွမ်းမဲ့ PR ကအလိုလိုအသက်ဝင်လာနေပြီးတော့အဲ့ဒီတက်တော်ဆောင်3ယောက်ကမင်းကိုကန်ဖို့လုပ်နေတဲ့အဲ့ဒီအချိန်မှာပဲလူတရက်စကားနဲ့ဖော်ပြလို့မရတဲ့ကြောက်စရာကောင်းတဲ့ PR တစ်ခုမင်းခန္ဓာကိုယ်ထဲကထွက်ပေါ်လာတယ်အရင်က CEO အငွေသက်ဆိုတာပြစားယုံတက်ပဲဒါပေမဲ့ဒီ PR ကလုံးဝအန်တရများပြီးတေးစေနိုင်လောက်တယ်အဲ့ဒီတက်တော်ဆောင်3ယောက်ရဲ့မျက်လုံးထဲမှာသူတို့ရှိမှရက်နေတဲ့ဒီပိန်ပပပို့ဆောင်ရေးကောင်လေးကစစ်ပွဲထောင်ပေါင်းများစွာကိုတိုက်ခိုက်ခဲ့တဲ့တေမင်းနဲ့ဖျားတစ်ပါးအဖြစ်ရုတ်တရက်ပြောင်းလဲသွားတယ်